Okay ဘိုနဂါဒီနေ့ဇန်နဝါရီလ18ရက်နေ့နေ့လယ်ပိုင်းမှာဘိုနဂါတို့ BNR တွေဖွဲ့ရနေပြီးတော့ဒီ UNG ပကဖဂိတ်အဖွဲ့ကိုပေါ့နော်ဝင်စီးတယ်လို့သတင်းတွေထွက်ပါတယ်ဝင်စီးပြီးတော့လက်နက်တွေလည်းယူရတယ်နှစ်ယောက်လည်းဖမ်းဆီးတယ်ပြစ်ခတ်မှုတွေလည်းဖြစ်တယ်လို့ပြောပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဘာများပြောဖို့ရှိလဲဗျအဲ့ဒါကသတင်းကတော်တော်လေးလွဲနေတယ်ကိုယ်သတင်းနိုင်ကျွန်တော်လည်းဒီသတင်းတက်လာတော့တော်တော်အံ့ဩရတာရှိတယ်ဌာနညွှန်ကြားထားလည်းမရှိဘူးဒီဘက်ကနိုင်ငံရေးဘက်ကတာဝန်ရှိတဲ့သူတွေကိုမေးတဲ့အခါကျတော့လည်းသူတို့လည်းဒီဟာစီမံညွှန်ကြားထားတာမရှိဘူးဒါပေမဲ့ဒီပြဿနာတက်နေတယ်ဆိုတော့ကျွန်တော်တို့နီးစပ်တဲ့နေရာကိုစုံစမ်းလိုက်တဲ့အခါမှာအဲ့ဒီခင်းဖြစ်တဲ့ရွာနားမှာရွာကိုပြန်နားတဲ့ရဲဘော်၄ယောက်ကသူတို့စီကိုပြည်သူကနေပြီးတော့ဒါအကူအညီတောင်းတယ်ပေါ့နော်ဒီနားမှာသူဖြတ်ပိုင်းလည်းမပေးဘဲနဲ့ပိုက်ဆံကောက်လိုက်တာရှိတယ်ပေါ့နော်ပိုက်ဆံကောက်လိုက်တာရှိတဲ့အခါကျတော့သူကပြီးခဲ့တဲ့ရက်ကတစ်ချိန်ပြောတယ်တဲ့ဒီကနေ့တစ်ချိန်သွားပြောတဲ့အချိန်မှာကျတော့တနက်မောင်းနေချိန်ပြီးတော့အချင်းများတဲ့ပြဿနာဖြစ်တော့မင်းတို့တနက်နဲ့တော့ပြည့်ရှင်းစရာမလိုဘူးဆိုပြီးတော့သူတို့လည်းအတင်းဝင်လုံးတာရှိတယ်အတင်းဝင်လုံးတဲ့အခါမှာသူတို့နေတော့ဟိုကောင်တွေကထားပြီးတော့ထွက်ပြေးသွားတာမျိုးအဲ့မှာဂိတ်ရဲလို့လည်းမဟုတ်ဘူးဒီတိုင်းလမ်းပေါ်မှာဒီတိုင်းငွေကောက်တဲ့နေရာလို့ရဲဘော်တွေတရားအကြောင်းပြန်လာတာရှိတယ်နောက်တော့အဲ့ဒီမှာကြံခဲ့တဲ့နှစ်ယောက်ကိုတော့သူကထိန်းထားလိုက်တယ်ထိန်းထားလိုက်တဲ့အခါမှာမေးကြည့်တော့တယောက်ကအရက်သားဖြစ်နေတယ်တယောက်ကကြတော့ဒီအချင်းကတော့ဘာလာဖတာဝန်ထမ်းဘူးတယ်ဒါပေမဲ့ထွက်ထားတာကြာပြီပေါ့နော်သူလည်းအရက်သားဖြစ်နေတာပဲဒါပေမဲ့ဒီမှာသူတို့နေစားလာသားပေးပြီးတော့အဲ့နာမှာပိုက်ဆံကောက်ခိုင်းတော့သူတို့ကောက်နေတာမျိုးဖြစ်တယ်။နော်အဲ့ဒီမှာရသားလည်းဖြစ်နေတာဒီကိုကျွန်တော်ကဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဌာနချုပ်မှာလာပြီးတော့သူတို့ထုချေလွှာတင်ဖို့နဲ့ပြဿနာဖြေရှင်းဖို့ခေါ်တဲ့ခါကျတော့ဖမ်းထားတဲ့လူကိုလည်းလုံးဝမထိခိုက်စေနဲ့ဒီကိုခေါ်ခဲ့ဖို့ပြောလိုက်တာရှိတယ်။အဲ့မှာလူဆိုင်ကမလောက်တဲ့အခါကျတော့တယောက်ကိုတော့သူတို့ထားခဲ့လိုက်တယ်။တယောက်ကတော့ခေါ်လာတယ်ပေါ့ခုနအရင်တော့ပါလာဖဟောင်းဆိုတဲ့တယောက်ပေါ့အခုတော့အရက်သားပေါ့အဲ့တယောက်ကိုခေါ်လာတဲ့ခါမှာအဲ့ဒီလူနဲ့လည်းကျွန်တော်တွေ့ပြီးပြီတက်ကမခိုင်းမဲနဲ့တရင်တစ်ခုခုကများဒီကိစ္စကိုလှုပ်တလားဆိုတော့ကျွန်တော်ပိုသေးကြခြင်းလောက်ကာယကံရှင်ကိုလည်းမေးတဲ့အခါမှာအကာကံရှင်ကိုယ်တိုင်ကလည်းမဟုတ်ဘူးဒီ၄ယောက်နဲ့ပဲဖြစ်တယ်အလုံးရင်းနဲ့ဝင်စည်းကြတာမျိုးပြစ်တာခတ်တာမျိုးတော့မဟုတ်ဘူးဒီဘက်ကဒီမိုးပေါ်ထောင်ဖောက်တာတော့ရှိတယ်ပေါ့နော်အဲ့ဒီမှာဒီဘက်ကလည်းအဲ့လိုတနှက်နဲ့မောင်းချိန်ပြီးတော့ပြစ်မဲ့ခတ်မဲ့အစွမ်းနေလှုပ်လို့သူတို့အနေနဲ့အသင်းဝင်လုံးရတယ်ဆိုတာမျိုးပြောတာပေါ့နော်ဒီမှာဖမ်းဆီးလာတဲ့လူရဲ့ဖတ်ဆိုချက်နဲ့ကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ဌာနကတက်ကမတည်ပဲနဲ့အဲ့လိုတရင်တစ်ခုခုကလောက်တဲ့ကိစ္စမျိုးလဲမဟုတ်ဘူးရှိလဲမရှိဘူးဒီ၄ယောက်နဲ့တင်ပြိပခဖြစ်တယ်ဆိုတာကိုတော့သိရတယ်ပေါ့အဲ့မှာသူတို့ဖမ်းဆီးလာတဲ့လူကိုလည်းကျွန်တော်တို့အနေနဲ့ဒီလူကိုတော့ကျွန်တော်တို့ကကျန်တဲ့ပြဿနာဖြေရှင်းသေးတာမဖြေရှင်းသေးတာကနောက်တကဏ္ဍပေါ့နော်လူဆိုတာကအသက်နဲ့လူဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီဟာကိုတော့တက်ဆိုင်ရာတာဝန်ရှိသူတွေစီဆက်သွယ်ပြီးတော့ချက်ချင်းပဲကျွန်တော်တို့ဒီကနေ့ညနေမှာပဲအဲ့လူကိုတော့ပြန်အပ်ထားတယ်ပေါ့ကျန်တဲ့နောက်ပြဿနာကတော့ကျွန်တော်တို့တက်ဆိုင်ရာအကြီးအကဲတွေတွေ့ပြီးဖြည့်ရှင်းဖို့တော့ကျွန်တော်တို့ဘက်ကပြောထားတယ်သူတို့ဘက်ကတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမွန်မွန်ဒီဟာကိုလက်ခံဖြည့်ရှင်းဖို့ကိစ္စတော့အကြောင်းပြန်တာမတွေ့ရသေးဘူးအဲ့တော့လက်နက်တွေနဲ့ငွေတွေနဲ့ပါတိမ့်ဆဲသွားတယ်လို့လည်းသတင်းတွေမှာပေါ်ပြပါတယ်အဲ့ဒီဟာရောဘာများပြောလို့လဲဟုတ်တယ်ဂိတ်လဲမဟုတ်ဘူးကြီးကြီးမားမားမဟုတ်ကျွန်တော်ခုနပြောသလိုအရက်သား2ယောက်နဲ့လုံခြုံရေး2ယောက်လို့ပြောတယ်သူတို့ဘက်ကလည်း4ယောက်သေးတဲ့အဲ့ဒီအရက်သား2ယောက်ကတော့ချိန်ထားလိုက်ပြီးတော့တယောက်ကတော့ပြန်လွှတ်ထားလိုက်တယ်ကျန်တဲ့ရဲဘော်တွေလည်းလက်နက်တွေထားပြီးတော့ထွက်ပြေးသွားတယ်ပေါ့အစတော့သူတို့လက်နက်တွေနဲ့ပြစ်တာခတ်တာလုပ်ပြီးမှနောက်ပိုင်းမှာအတင်းဝင်လုံးတော့ရွာတွေနားလည်းနီးတော့သူတို့ကြောက်ပြီးတော့ထွက်ပြေးသွားတာပေါ့အဲ့အချိန်မှာလက်နက်နဲ့လူနဲ့ငွေနဲ့ချိန်ထားလိုက်တယ်လူကိုတော့ခုနပြောသလိုကျွန်တော်တို့ကဒါလူတယောက်ရဲ့ကြမ်းမာရေးဆိုတော့ကျွန်တော်တို့မခံမနိုင်ဘူးလေအဲကြောင့်ချက်ချင်းပြန်အပ်ထားလိုက်တယ်ဒီလက်နက်နဲ့ငွေကြေးကတော့ကျွန်တော်တို့မှတ်တမ်းတင်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတယ်ငွေက10သိန်းနဲ့ဒီအနုပ်အကျွေလေးတွေမြောက်ကွင်းနဲ့စီးထားတာဒါပဲပါတယ်ပေါ့နော်ဒါကိုလည်းဒီမှာခုနကကျွန်တော်တို့ထိန်းသိမ်းလာတဲ့ရဲဘော်တွေထိန်းသိမ်းလာတဲ့သူကနေပြီးတော့အတည်ပြုပေးသွားတာရှိတယ်ဒါဒီပစ္စည်းတွေအမှန်ကန်ဆိုတာကျွန်တော်တို့မှတ်တမ်းဓာတ်ပုံနဲ့ရိုက်ထားတာရှိတယ်အဲ့ဒီမှာတော့ပစ္စည်းကိစ္စတစ်ပါးတည်းပြန်ပေးဖို့မပေးဖို့ဆွေးနွေးတဲ့အခါမှာတော့ပြီးခဲ့တဲ့ရက်ကသူတို့ဂိတ်ကနေပြီးတော့ဒါ NUG ကကြတော့ဒီလိုအလုံးရင်းနဲ့ဝင်သိမ်းသွားတဲ့
လက်နက်တောင်ပြန်မပေးသေးဘူးဆိုပြီးတော့အောက်ကရဲဘော်တွေကအဲ့ဒီဟာကိုတော့လူကြီးချင်းဆွေးနွေးအပြေရှာပြီးတော့သူတို့လက်နက်ကိုလည်းပြန်ရကမှပေးခြင်းပါတယ်ဆိုပြီးတော့ဒီကိစ္စကိုတော့အောက်ကအခြားတာဝန်ရှိသူတွေကပါတင်ပြလာတာရှိလို့ဒီလက်နက်ကိစ္စကိုတော့ကျွန်တော်တို့ဒါလူကြီးချင်းတွေ့ဆုံပြီးတော့ညီနိုင်ဖြစ်ရှင်းဖို့ဆက်လုပ်ရမှာပေါ့ ခုနဘုံနဂါပြောတော့အခုဖြစ်စဉ်ကဟိုအထက်ကညွှန်ကြားတာမဟုတ်အောက်ကရဲဘော်တွေကြားမှာဖြစ်သွားတယ်လို့ပြောပါတယ်အဲ့တော့အဲ့လိုရဲဘော်တွေအပေါ်ရောဘယ်လိုမျိုးဟိုဆောင်ရွက်ဖို့ရှိလဲအထက်ကညွှန်ကြားတာမရှိပဲလှုပ်ဆောင်တဲ့အပေါ်မှာလေဟုတ်ကဲ့ကျွန်တော်တို့ဒီအဲ့လိုကတော့တစ်ဖက်ကထိုက်တဲ့ကံပေးဖို့ကျွန်တော်တို့ကရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါမှတ်မိမှာပဲစောစောက line ပေါ်မှာတက်လာတဲ့ဗီဒီယိုတစ်ခုရှိတယ်တကူတော်သူ့ဘာယာသာနဲ့ပတ်သက်ပြီးတော့ဒါတခြားမှာသွားပြီးတော့ပြဿနာဖြစ်တဲ့ကိစ္စပေါ့ကျွန်တော်တို့အခုချိန်ထိဒါသလားတိတိသူ့ကိုကျွန်တော်တို့အကျဉ်းချတာရှိတယ်အေးအေးယူတာလုပ်တယ်ပေါ့အခုလည်းဒီရဲဘော်တွေနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကသူ့ကြေလွာတော့တင်တာပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုအေးအေးယူမယ်ဆိုတာတော့စေဦးကြီးအဖွဲ့တွေနဲ့ဆက်ပြီးတော့ကျွန်တော်တို့တွင်တွင်ပြီးတော့အပြစ်ပေးအေးအေးယူမှုတော့လုပ်မှာပါဒါပေမဲ့အခုရှိတာကကျွန်တော်တို့ရဲဘော်တွေရဲ့ဒီစိတ်ခံစားချက်ကိုသူတို့ကြုံခဲ့ရတဲ့အခြေအနေတွေကိုတော့ထည့်စဉ်းစားရတာပေါ့ဗျသူတို့ကလည်းဒီမကြသေးခင်ရပ်ပိုင်းကမှအင်အားနဲ့ကြီးနိုင်ငံချင်းလှုပ်တဲ့အခြေအနေတွေကြုံထားရတဲ့ရဲဘော်တွေဖြစ်နေတာဆိုတော့ဒီအခြေအနေပေါ်မှာလည်းကျွန်တော်တို့ကဟိုတရားမျှတအောင်တော့စီရင်ရမှာပေါ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကတော့အခုကိစ္စတောင်မှဒါချက်ချင်းပဲတာဝန်ယူမှုတာဝန်ခံမှုနဲ့ဆက်သွယ်တယ်ဆက်သွယ်ပြီးတော့ဒါကြံတဲ့ပြဿနာဖြေရှင်းတာမဖြေရှင်းသေးတာတစ်ပိုင်းကျွန်တော်တို့လူကိုတော့ပြန်လဲအနံ့တဲ့ကိစ္စလည်းချက်ချင်းလှုပ်ထားတယ်ဒီဟာဖြေရှင်းဖို့လည်းတွင်းတွင်းဖြေရှာဖို့လည်းကျွန်တော်တို့ဘက်ကဆက်သွယ်ထားတယ်ပြောချင်တာကတော့ဟိုတစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ကဒီတာဝန်ယူမှုတာဝန်ခံမှုလည်းကျွန်တော်တို့ဘက်ကတော့အပြည့်အဝလုပ်မယ်ကိုတက်တော့ရဲဘော်ရဲ့ဒီလှုပ်ဆောင်ချက်အပေါ်မှာလည်းတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကျွန်တော်တို့ကလှုပ်သွားမယ်ဆိုတာကိုသိစေချင်တာပါအဲ့တော့အခုလိုဖြစ်စဉ်က9ရက်နေ့တုန်းကဘုံနဂါတို့ဒီ gate ကို UNG ကဝင်စီးတာနဲ့ဆက်ဆက်မှုရှိတယ်လို့ပြောလို့ရမလားရဲဘော်တွေရဲ့စိတ်ခံစားချက်မှာတော့ရှိမှာပေါ့တက်ကနေတော့ဒါမျိုးတွေကိုကျွန်တော်တို့ကအသိအသိမရှိဘူးဟိုအတက်နိုင်ဆုံးပြေးလဲအောင်သွားတဲ့အနေထားကိုပဲပူးတည်ခြင်းနဲ့ပေါ့ဒါကြောင့်လဲဒါဒီလိုကိစ္စတွေကအကျယ်ကျယ်မဖြစ်တာပေါ့ကျွန်တော်တို့ဘက်ကလည်းဒီဥစ္စာကိုစိုးစိုးဝါးဝါလက်တုံပြန်တာမျိုးဆိုရင်ပြဿနာတွေကဒီကနေ့မှဒီလောက်နဲ့တောင်အေးမသွားနိုင်တဲ့အနေထားတွေအဲ့တော့ဘုံနဂါတို့9ရက်နေ့ကဘုံနဂါတို့ gate ဝင်စီးတော့ဟိုတနက်တက်လက်ကြံသေးရကြားပါတယ်ဆိုတော့အဲ့ဒီကာနဲ့ပတ်သက်ပြီးခုဘာတွေကျွန်းနေမှုတွေရှိလဲဘာတွေဆက်ဖြစ်ဖို့ရှိလဲအဲ့ဒါလေးလည်းသိကြပါလေဗျအဲ့ဒါလည်းဆက်သွယ်ထားတာရှိပေမဲ့လို့သူတို့ဘက်ကတော့တစုံတရာအကြောင်းပြန်တာမရှိဘူးဆိုတဲ့နိုင်အဲ့တော့ဖြစ်စဉ်နှစ်ခုပေါ့နော်9ရက်နေ့ရအခုဘုံနဂါတို့ဘက်ကရဲဘော်တွေကသွားပြီးဟိုဖမ်းဆီးလိုက်တဲ့ဟာတစ်ခုရပေါ့ဒီနှစ်ခုနဲ့ပတ်သက်ရင်ပို့ပြီးတော့ UNG အောက်ကတပ်ဖွဲ့တွေနဲ့ဘုံနဂါတို့တပ်ဖွဲ့ကြားမှာပို့ပြီးတင်မာမှုတွေပြင်းလာတယ်လို့ပြောလို့ရမလားအဲ့ဒါကဟိုကျွန်တော်တို့ပြောတယ်မပြောတယ်ဆိုတာအထက်ပေါ့နော်ဒီလိုမျိုးတွေအခြေအနေကိုတော့မြင်နေပြီးသားပဲဟိုဘယ်လိုထိမ့်သိမ့်မလဲဆိုတာကတော့ကောင်းဆောင်တွေအပေါ်ပြီးသားပါနောက်တစ်ခုကပြည်သူလူထုရောပေါ့နော်ပြည်သူလူထုတွေအနေနဲ့လည်းတချို့စကားတွေမှာစီးလွတ်ပေါင်လွတ်တွေပြောကြဆိုကြတာတွေပေါ့တချို့တွေအများစုကတော့ဒီကိစ္စတွေကိုမဖြစ်သင့်ဘူးဆိုတဲ့အနေထားနဲ့နှုတ်ဆက်နေတာရှိပေမဲ့တချို့သောသူတွေစီးလွတ်ပေါင်လွတ်ပြောနေတဲ့စကားလုံးတွေဒါတွေကများတယ်ပေါ့နော်ပြည်လည်မှုကိုရှားကြမလဲဆိုတဲ့ဇီကိုဥတည်ပြီးတော့ပြောရမယ်အစားပြဿနာကိုပို့ပြီးတော့အရှိန်မြင့်ပေးတဲ့စကားလုံးတွေတွေ့နေရတယ်ဒါတွေလည်းမဖြစ်သင့်ဘူးပေါ့နောက်ပြီးတော့ဒီပြဿနာကိုဘယ်လိုမျိုးအဖြေရှာမလဲဆိုတာလည်းဒါတော့ပြောခဲ့သလိုပေါ့နှစ်ဖက်ကတာဝန်ရှိတဲ့သူတွေအပေါ်မှာပုံမူတည်ပါတယ်အဲ့တော့အခုဖြစ်စဉ်နှစ်ခုမှာဟိုဒီ gate နှစ်ခုကဘုံနဂါတို့ gate စီးနှင်းခံရတာလေအခုဘုံနဂါတို့ရဲဘော်ကြီးဖြစ်သွားတဲ့ကိစ္စတွေကဟိုအနီးနားမှာပဲလားဝေးတခြားစီလားနေရာကဘယ်လိုပြောလို့ရလဲတော်တော်ဝေးတယ်နယ်အားဖြင့်ဆိုရင်တောင်ထိပ်နဲ့မြောက်ထိပ်ပလဲနဲ့တောင်ပြားနဲ့ပလဲနဲ့မြောက်ဖြားပေါ့အခုဖြစ်တာတောင်ပြားပေါ့ဟိုစောစောကဖြစ်တာပလဲနဲ့မြောက်ဖြားဘက်မှာဖြစ်တာမျိုးဟုတ်ပြီအဲ့တော့ဒီပြဿနာလက်ခဲတေးလဲလို့ကျွန်တော်တို့ပြောလို့ရမှာပေါ့အဲ့တော့ဘုံနဂါတို့ဘက်ကအခုလိုဖြစ်နေတဲ့ဖြစ်စဉ်တွေပေါ်မှာဟိုဘလို့ရှင်းမယ်နော်ဘလို့မျိုးသဘောထားရှိရစသည်ဖြင့်ပုံမှန်လေးနဲ့ချပြမယ်ဆိုဒီကနေဟိုပြောမယ်ဆိုဘာတွေများပြောကျင်လဲဗျကျွန်တော်တို့ကရှေ့မှာပြောခဲ့သလိုပါပဲဒီပြဿနာရဲ့အရင်အမြစ်ကိုနှစ်ဖက်လူကြီးတွေတွေ့ဆုံအဖြေရှာလိုက်လို့ရှင်အဆင်ပြေသွားမှာပါပဲအဲ့ဒီကြီးကိုပဲကျွန်တော်တို့ကတော့ဥတီပြောလို့ပါတယ်ဒါတစ်ဖက်နဲ့တစ်ဖက်ကတာဝန်ယူမှုတာဝန်ခံမှုနဲ့ပြောဆိုလောက်ကင်မယ်ဆိုရင်ပြဿနာတွေကအေးချမ်းသွားမှာပဲအခုဆိုရင်ကျွန်တော်တို့
ဒီရဲဘော်တွေနဲ့ဖြစ်တဲ့ပြဿနာဆိုရင်ကျွန်တော်တို့လူကြီးတွေကချက်ချင်းပဲဒါဆက်သွယ်ပြီးတော့ဒီလိုမျိုးအချင်းချင်းပြန်ဖမ်းဆီးတဲ့ကိစ္စတွေကိုရဲဘော်တွေဖမ်းဆီးတဲ့အချိန်ကလည်းကျွန်တော်တို့အနေနဲ့စိတ်ထဲမှာဒါလက်မခံနိုင်တဲ့အခြေအနေတွေပေါ့ဖြစ်ခဲ့တယ်ဒါပေမဲ့ဟိုကိုအချိန်ကတော့ဒီလိုမျိုးလော်လော်ကူကူဖြစ်ရှင်းလို့မရခဲ့ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့ကိုမကြိုက်တဲ့အလုပ်ကိုဟိုမလုပ်ဘူးပေါ့နော်ဒီမှာဒီသူပဲဖြစ်ဖြစ်ရဲဘော်ပဲဖြစ်ဖြစ်ဒီလိုမျိုးဖမ်းဆီးထားတာမျိုးကတော့အလုပ်မှာမဟုတ်ဘူးကျွန်တော်တို့ဒါချက်ချင်းပဲပြန်ပို့ပေးလိုက်တယ်ဒါမှမဟုတ်ပါဘူး2024မှာလည်းကျွန်တော်တို့ဒီရဲဘော်တွေနဲ့လက်နက်တွေဖမ်းဆီးထားတော့လည်းကျွန်တော်တို့ဒီလိုပဲပြန်ပေးလိုက်တာပါပဲဆက်သွယ်ပြီးတော့ဒါပြောချင်တာကပြဿနာကိုဘယ်လိုအချင်းချုံးမလဲဆိုတာနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဖြည့်ရှင်းကြဖို့ပါပဲအဲ့တော့ဘုံတကားတို့သဘောထားကတော့ဖြည့်ရှင်းမှုတွေ့ဆုံမှုဒါမျိုးသဘောထားရှိတယ်အဲ့ဒါနဲ့ပတ်သက်ရင်အခုရမမယ်ခရိုင်မှာဆိုရင်ဟို NUG ဘက်ကတာဝန်ရှိတာကိုစော်ထက်လို့သိရတယ်ဆိုသူတို့နဲ့ဓာတ်ရိုက်အဲ့လိုချိတ်ဆက်ပြီးပြောလာဒီလိုဖြည့်ရှင်းအောင်စသည်ဖြင့်ကျွန်တော်တို့ပြဿနာတိုင်းမှာတော့အဲ့ဒီအခြေအနေကိုအများအားစူးစမ်းခဲ့ပါတယ်ဒါပေမဲ့ရမမယ်ခရိုင်မှာတာဝန်ရှိသူကကိုစော်ထက်လို့တော့ပြောလို့မရပါဘူးသူတို့တို့တဲ့တာဝန်ဟိုကြီးတဲ့သူတွေရှိတယ်အဲ့ဒီကြီးတဲ့လူတွေနဲ့ပဲဆက်သွယ်ခဲ့တာမျိုးပေါ့နောက်တစ်ခုကဘုံတကားတို့တနက်တက်လက်ကျန်တယ်ဆိုတာဘလို့တနက်အမျိုးစားလဲဗျ MAD ဆက်လက်ဟုတ်ပြီအဲ့တော့အခုဖြစ်စဉ်တွေမှာဆက်ပြီးတော့တင်းမာမှုတွေမဖြစ်အောင်ပြေလည်အောင်ပေါ့နော်နှစ်ဖက်ပေါ့နော်ဟို NUG ဘက်ကရောဘလို့မျိုးဟိုဆောင်ရွက်တင်တယ်ဖြည့်ရှင်းတင်တယ်လို့အကြံပြုခြင်းလဲဘုံတကားအနေနဲ့တွေ့ဆုံပြီးတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပြန်လည်ဖြည့်ရှင်းကြရင်ပေါ့အဲ့ဒါအဆင်ပြေသွားမှာပါအဲ့တော့ပထမ gate ဟိုဘုံတကားတို့ gate စီးခံပြီးနောက်ပိုင်းမှာဟိုဘုံတကားတို့တင်ထားတဲ့သတင်းတစ်ခုတွေ့ပါလေအဲ့ဒါဟိုစစ်တပ်ဘက်ကဘုံကျဲတိုက်ခတ်မှုတွေဖြစ်နေတယ်ဘုံလာကျဲတယ်ပေါ့နော်လေချောင်းကနေဆိုအဲ့ဒါနဲ့ပတ်သက်ရောဘယ်လိုမျိုးဆက်ဆက်မှုရှိရလို့ပြောနိုင်မလဲအဲ့ဒါနဲ့ပတ်သက်ပြီးဘာများပြောဖို့ရှိမလဲအဲ့ဒါကတော့စစ်တပ်မှာလည်းအများအားနေတင်နေအများကင်းတော်ရင်တွေရှိနေတာပဲလေနောက်ပြီးတော့ဟိုကျွန်တော်တို့ရဲ့ဂျားမှာပြည်သူဂျားမှာပဲဖြစ်ဖြစ်တပ်ဖွဲ့တွေရဲ့ဂျားမှာပဲဖြစ်ဖြစ်ကျွန်တော်နှစ်ဖက်စလုံးမှာကျွန်တော်တို့မမြင်နိုင်တဲ့ခမရခတ်တဲ့အခြေအနေတွေရှိမှာပဲလေအဲ့ဒါကတော့ဒီနေရာမှာမဟုတ်တခြားနေရာမှာလည်းဖြစ်မှာပဲလှုပ်လှုပ်ရှားရှားဖြစ်လာပြီဆိုရင်ဒီလှုပ်လှုပ်ရှားရှားကနေခြေရာခံပြီးတော့ဒီတိုက်ခိုက်မှုတွေကတော့ဖြစ်မှာပဲဒါကဘယ်သူမှအပြပြောလို့တော့မရပါဘူးဟုတ်ကဲ့အဲ့တော့အခုလိုမျိုး gate တွေဝင်စီးရတဲ့ပတ်သက်ပြီးတော့တခြားပြောဖို့ဘုံတကားဘက်ကပြောချင်တာပါများရှိလဲဗျတခြားတော့ထူးထွေမရှိပါဘူးဒီကပြဿနာပြေလည်အကြောင်းကိုဝိုင်းစဉ်းစားကြဖို့ပါပဲဟုတ်ကဲ့ဘုံတကားအခုလိုအခြေအနေကိုရှင်းပြပေးတဲ့အတွက်ကျေးဇူးပါဗျာနော်ဟိုတတိလည်းထားပါခရူးဆိုင်ပါဟုတ်ကဲ့ပါ